အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ dry sap cover ကိုဘယ်လိုတက်မလဲဆိုတာပြတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီဟာကတော့ inner tripod bearing ဖြစ်ပါတယ် dry sap bearing ပေါ့ဒီလိုမျိုးထည့်တာဖြစ်ပါတယ်ပြီးရင်ဒီဟာတော့ clip ပေါ့ clip ဖြစ်ပါတယ်ပြီးရင် dry sap ခါပါထဲမဲ့ဆိုရင်ဒီဟာတွေလိုတာဖြစ်ပါတယ်ပြီးရင် grease ဒီဟာ grease ပြီးရင် dry sap ခါပါဒီဟာအတစ်ဖြစ်ပါတယ် dry sap ခါပါဒီဟာအတစ်ထဲပြီးမှဖြစ်ပါတယ်အဲ့ဒါကိုဘယ်လိုတက်မလဲဆိုတာပြပြီးမှဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်အတစ်အဟောင်းကတော့ဒီဟာဖြစ်ပါတယ်ပေါက်နေပြီးတော့ငါဒီမှာလဲခဲနေပြီးကောင်းတော့ရှည်ရတဲ့နည်းနည်းယုံနေတာကြောင့်တိကျပြီးတာဖြစ်ပါတယ်ဒီဟာတော့ဟောက်စင်းဖြစ်ပါတယ်အထက်ဟာမစားပြီးလို့ dry sap ခါပါခွာတော့ပထမဆုံးကတော့ clip လေးထဲမှာဖြစ်ပါတယ်ပြီးရင်ဒီခါပါထဲမှာဖြစ်ပါတယ်ဒီလိုမျိုးပြီးရင်ဒီဟာဘောလီထဲရမှာဖြစ်ပါတယ်ဒီဘောလီထဲပေါ်ကျွေးလေးထဲရမှာဖြစ်ပါတယ် tripod bearing လေးဖြစ်ပါတယ်ဒီဟာပြီးရင်ဒူနဲ့ဒီလိုမျိုးထိုးတာဖြစ်ပါတယ်ဘီယာ bearing ကကိုမထိစီရဘူးဘီယာ bearing မထိအောင်မနာအောင်ထင်းရမှာဖြစ်ပါတယ်ဒီလိုအခုဝင်သွားပြီဆိုတော့ clip လေးထည့်ပြီးလို့ရပါပြီ clip လေးမထည့်ပြီးဘူးဆိုရင်တော့သူဟာနဲ့ကိုထွက်သွားမှာဆိုတော့ဒီ clip ကိုမရှိလို့မရဘူးဖြစ်ပါတယ်ထည့်ကိုထည့်ရမှာဖြစ်ပါတယ်ပြီးရင်ဒီဟာတော့ grease ထည့်ပြီးတာဖြစ်ပါတယ် grease အထဲမှာထည့်ပြီးတာဖြစ်ပါတယ် grease မထည့်ဘူးဆိုရင်တော့တာနဲ့ဆိုရင်တော့စားကုန်မှာဆိုတော့တာနဲ့တိုက်ရင်မစားအောင်ဒီ grease လေးတုံးပြတာဖြစ်ပါတယ်ဒီလိုမျိုးဖုံးတာဖြစ်ပါတယ်အခုကဒီဟာ clip လေးနဲ့ဒီလိုမျိုးချက်တာဖြစ်ပါတယ် special tool မရှိပဲပလာယာနဲ့ screwdriver ပြားလေးဒီဟာနဲ့အရှင်ပြပါတယ်ဒီလိုမျိုးချက်တာဖြစ်ပါတယ် screwdriver နဲ့ပလာယာနဲ့အခုကချက်လို့ရသွားပြီဒီလိုမျိုးမြက်ပြင်ပါဒီလိုမျိုးအထဲမှာထည့်ပြီးမှဒီလိုမျိုးလုပ်လိုက်တာဖြစ်ပါတယ်အရန်ကောင်းတယ်ပြီးရင်တစ်ဖက်မှာချက်တော့မယ်ဆိုရင်ဒီလိုမျိုးစီတွေအကုန်လုံးထုတ်ပြီးမှဒီလိုမျိုးချက်ရတာဖြစ်ပါတယ် dry sap ခါပါမကောင်းဘူးဆိုရင်အတစ်ထဲတာကောင်းပါတယ်မဟုတ်ဘူးဆိုရင်တော့ grease တွေကုန်နေတော့တန်တွေနဲ့တိုက်ပြီးမှစားကုန်မှာမလို့အဲ့ဒါကြောင့်အတစ်ထဲပြီးလိုက်တာဖြစ်ပါတယ်ဒီလိုမျိုးထဲပြီးလိုက်တာဖြစ်ပါတယ်မျိုးချက်ပြီးတာဖြစ်ပါတယ်အားလုံးရှင်းပြပါတယ်အားလုံးကိုကြည့်ရတင်ပါတယ်